အားလုံးပဲမင်္ဂလာပါနော်မမအေးပေါ့နော်စကားလေးတခွန်းနဲ့ message ပေးခြင်းလို့ပါတကယ်ချင်းလို့ရေမမအေးကိုချစ်လို့စင်ပေါ့နော်အသေးလေးတွေပေးခဲ့ကြပါနော်တကယ်ချင်းလို့ရေကိုတခါတလေပေါ့နော်စိတ်အားငယ်ရဟောလားတကယ်ချင်းလို့စိတ်အားမငယ်နဲ့နော်ကိုစိတ်အားငယ်ကိုလှုပ်ထားတယ်ကိုပဲကိုပြောလှုပ်ထားတယ်ကိုပဲကိုလှအောင်လှုပ်ထားတယ်ကိုပဲကိုစိတ်ညစ်အောင်လှုပ်ထားတယ်ကိုပဲကိုရုပ်ဆိုးအောင်လှုပ်ထားတယ်ကိုပဲတငယ်ချင်းရဲ့နော်ဘယ်တော့မှတငယ်ချင်းကိုလေအဆုံးမပေးနဲ့နော်မစောနဲ့တငယ်ချင်းလူဘွားတာဆိုတာတူတူလေးနော်လူဘွားတာတခဏရောက်တဲ့ချိန်မှာလေကိုပျော်နေနော်လှအောင်နေစိတ်ချမ်းသာအောင်နေဘာမှမစင်စားတဲ့တငယ်ချင်းလူဆိုတာပေါ့နော်ကိုစီဒုက္ခတွေတဲ့အမျိုးစုံရှိတဲ့တငယ်ချင်းအဲ့ဒါကိုလေကိုဒုက္ခလို့အမှတ်မိနေကြလားတငယ်ချင်းတို့ရေနော်ကိုဘတော်မှအားမစော်နဲ့တငယ်ချင်းစိတ်ထဲမငင်းနဲ့နော်မမအေးကိုကြည့်မမအေးဆိုစိတ်အားငယ်တဲ့ခါကျရင်ကိုခွန်အားပြန်ပေးတယ်နော်ငါလဲချလို့မရဘူးငါမှအရွယ်မရောက်တဲ့သားလေးတွေရှိတယ်ငါလဲချလို့စင်ငါသားသမီးတွေဘယ်သူကြည့်မှာအဲ့ဒီမန်လေးတွေကိုပဲကိုကပြက်တင်ပြီးကိုခွန်အားတွေပေးပြီးတော့မမအေးဘဝကိုမမအေးရိုက်တည်ခဲ့တယ်နော်မမအေးကစင်ငယ်မသားနော်ဒီအမေရိကန်မှာကလေး2ယောက်ရှိတယ်အဲ့ဒီသားလေး2ယောက်ကိုခုပညာသင်ပေးတယ်နော်ဘသူအထောက်ပံ့မှမလို့မမအေးရဲ့စင်ငယ်မသားဘဝတွေမမအေးစူးစမ်းပြီးတော့မမအေးသား2ယောက်ပညာတက်ကြီးဖြစ်အောင်မမအေးပံ့ပိုးပေးတယ်တတောက်တက်နေရတယ်အားလုံးကျေးဇူးတင်ပါတယ်နော်ဘိုင်ဘိုင်